Hello everyone. English တယောက်လို့ American တယောက်လို့ English ကားကို smart ကြကြနဲ့တွတ်လလက်ကလေးပြောတတ်စင်နေဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါ3မိနစ်အတွင်းပြောတတ်သွားစေရမယ် Okay? To adjective to but one အဲ့ဒီအသုံးက native တွေစကားပြောရင်ပဲဖြစ်ဖြစ်စာရေးရင်ပဲဖြစ်ဖြစ်သုံးလေးရှိတဲ့အသုံးလေးပါ To adjective to but one To hot to drink ပူလွန်းလို့မတောက်နိုင်โอเคနော် Too tired to cook အလုပ်ပင်ပန်းလွန်းလို့မချက်နိုင်โอเคအဲ့ဟာလေးကိုစမ်းတဲ့အလေးတွေနဲ့ရှင်းပြပေးပါမယ် I am too busy to watch movie ငါကအလုပ်များလို့ရုပ်ရှင်မကြည့်နိုင် I am too busy to watch movie okay next one he is too short to make basketball team သူကအရက်ပူလွန်းလို့ basketball အသင်းမှာမပါနိုင်ဘူး He is too short to make basketball team သူမကပင်ပန်းလွန်းလို့နေ့လည်စာမချက်နိုင်ဘူး She is too tired to cook lunch She is too tired to cook lunch Okay ရာသီဥတုကပူလွန်းလို့အပြင်မသွားနိုင် The weather is too hot to go out The weather is too hot to go out Okay ဒါဆိုရင်ခလေးလေးကအရန်ငယ်လွန်းလို့သမင်းတွေပါတယ်မစားနိုင်သေးဘူးအဲ့ဒါလေးကိုရောဘယ်လိုပြောမလဲဆိုတော့ comment မှာဖြည့်ကြည့်ပေးပါအောင်နော် Okay bye bye have a nice day see you next time ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပြီးတော့ကိုယ့်အတွက်အကျိုးရှိရဆိုရင် comment မှာတစ်ခုခုရေးပေးခဲ့ပါနောက်ထပ်လည်းအကျိုးရှိတဲ့ဗီဒီယိုတွေကိုဆက်လက်ပြီးတော့မျှဝေပေးမှာဖြစ်တဲ့အတွက်ကျွန်မရဲ့အကောင့်လေးကို follow လုပ်ဖို့မမေ့နဲ့နော် bye bye see you next video